ပင်လေတယောက်တည်းတောက်လို့တော့မကုန်ဘူးပေါ့လေဒါပေမဲ့ကိုမကူဖြစ်နေအောင်တော့ကျွန်တော်တို့လုပ်လို့ရပါတယ်တနည်းအားဖြင့်ကိုယ့်ရဲ့ page မှာ customer မြဲစေဖို့ပေါ့နော်လွယ်ကူဆုံးနဲ့အထီးရောက်ဆုံးအကြံလေးတစ်ခုပေးချင်ပါတယ်ဗျဒီ boost လုပ်ပြီးတော့ customer အသစ်တွေရှာတာလဲရှာတာပေါ့နော်ဒါပေမဲ့ကိုယ့်စီမှာဝယ်ဘူးပြီးသား customer အဟောင်းတွေကကိုယ့်ရဲ့ product ကိုထပ်ပြီးတော့ဝယ်နိုင်ခြင်းအများဆုံး customer တွေဖြစ်တယ်ဆိုတော့ကိုမေ့မထားပါနဲ့နော်ဒီ customer အသစ်တွေကမိတ်ဆွေရဲ့ product ကိုတကယ်လိုအပ်နေရင်တော့မဝယ်သေးပါဘူးသူတို့ယုံကြည်နိုင်လောက်တဲ့အာမခံချက်တစ်ခုခုရတော့မှဝယ်မှာဖြစ်ပါတယ်နော်ဒီ customer အဟောင်းတွေကတော့သူတို့လိုအပ်လာပြီဆိုလို့ရှိရင်မိတ်ဆွေရှိမှဝယ်ဖို့ကိုစဉ်းစားနေမှာမဟုတ်ပါဘူးသူတို့ယုံကြည်မှုရှိပြီးသားလေနော်ကိုဘက်ကတော့သူတို့ကိုတကယ်ဂရုစိုက်တယ်ဆိုတဲ့ခံစားချက်မျိုးထည့်ပေးနိုင်ဖို့လိုပါမယ်ကျုပ် online shop တွေရှိတယ်ဗျဒီ customer ကကိုယ့်စီကဝယ်ပြီးပြီဆိုလို့ရှိရင်ဘာမှထပ်ပြီးတော့လုပ်ပေးစရာမလိုတော့ဘူးပေါ့နော်ဒါမျိုးကရေတူအတွက်တော့အဆင်ပြေပါလိမ့်မယ်ရေရှည်မှာ customer နဲ့ relationship ကောင်းမကောင်းကစကားပြောသွားပါလိမ့်မယ်ဗျမိတ်ဆွေကပေါ့နော်ဒီရေရှည်အတွက်ကြည့်တဲ့ customer အဟောင်းတွေကိုကိုယ့်စီမှာထပ်ပြီးတော့ဝယ်စေခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီနည်းလမ်းလေးကိုသုံးကြည့်ပါသူတို့ကိုကိုယ့်စီက product တစ်ခုဝယ်သွားပြီးဆိုလို့ရှိရင်နောက်2ရက်လောက်ကြာတဲ့အခါမှာဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ် messenger ကပဲဖြစ်ဖြစ်ကိုယ့်ရဲ့ product နဲ့ပတ်သက်ပြီးတော့အဆင်မပြေတာများရှိလားဘာများလိုအပ်လဲကျွန်တော်တို့ဘာများကူညီပေးရမလဲခင်ဗျာဆိုတာမျိုးကိုမေးပေးပါပြီးရင်တော့သူတို့သိချင်တာရှိလို့မေးတဲ့အခါတိုင်းမှာလည်းစိတ်ရှိရှိနဲ့ပြန်ပြီးတော့ဖြေပေးပါတော့တခြား customer ကိုတကယ်ဂရုစိုက်ကြောင်းသိတာစေတဲ့နီလန်းတွေစဉ်းစားမိတာမျိုးရှိလို့ရှိရင်လည်းအသုံးချပါဒီလိုလေးတွေလုပ်ပေးလို့ရှိရင်သူတို့ကိုဒီ page ကတကယ်ဂရုစိုက်တယ်ဆိုတာကိုသူတို့ကိုယ်တိုင်ခံစားမိလာပါလိမ့်မယ်ဗျ customer တွေကဒီ product ချင်းတူရင်တော့မှသူတို့ကိုတကယ်စိတ်ကျေနပ်မှုပေးနိုင်တဲ့သူစီမှာပဲပို့ပြီးတော့ဝယ်ကြပါတယ်ဒီလောက်ဆိုရင်တော့မိတ်ဆွေရဲ့လုပ်ငန်းမှာ customer ကိုဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကိုသိလောက်ပြီးတော့ထင်ပါတယ်ဒီ video လေးကမိတ်ဆွေအတွက်အသည့်တစ်ခုတိုးသွားတယ်ဆိုလို့ရှိရင်တခြားသူတွေလည်းသိသွားအောင်လို့ like and share လေးနဲ့ကူညီပေးလိုက်ပါဦးเนาะကျွန်တော်နာမည်ကတော့ကိုရန်လင်းဦးပါ Digital Marketing for Your Life ကပါ